နေမကောင်းဖြစ်တဲ့ခါတိုင်းဈေးတွေဒါမှမဟုတ်အားဈေးတွေအပေါ်ပဲအားကိုးနေပါသလားလေ့ကျင့်ခန်းလုပ်တာကသင်ကျန်းမာရေးကိုထိန်းသိမ်းမှုအကောင်းဆုံးနည်းလမ်းပါလူအများစုကလေ့ကျင့်ခန်းလုပ်ခြင်းရဲ့အရေးပါမှုကိုအလေးမထားကြပါဘူးလေ့ကျင့်ခန်းလုပ်တာကစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပါတယ်လေ့ကျင့်ခန်းလုပ်တာကဖျားနာမှုမဖြစ်အောင်ကာကွယ်ပေးပြီးစိတ်ဖြစ်စည်းမှုကိုလျော့ကျစေပါတယ်လူကြီးတွေဟာတစ်ပတ်ကိုအနည်းဆုံးမိနစ်150လောက်လမ်းမြန်မြန်ရှောက်သင့်ပါတယ်ဒါမှမဟုတ်အနည်းဆုံး85မိနစ်လောက်အားကစားလှုပ်ရှားမှုတွေလုပ်သင့်ပါတယ်ဘတ်စကားဒါမှမဟုတ်မြေအောင်ရထားကနေတမတ်တိုင်စော်ဆင်းပြီးလမ်းလျှောက်ပါလေကားသုံးတာကနေ့စဉ်ဘဝမှာလမ်းပိုလျှောက်ဖြစ်စေပါတယ်ပူကျမ်းမာဖို့အတွက်တစ်ပတ်ကိုမိနစ်150ကနေ300အထိပြေးတာစပိန်စီးတာနဲ့ရေကူးတာလိုမျိုးနှလုံးကျန်းမာရေးလေ့ကျင့်ခန်းအမျိုးမျိုးကိုစမ်းလုပ်ကြည့်ပါတစ်ပတ်ကို2ရက်ဒါမှမဟုတ်2ရက်ထပ်ပို့ပြီးခွန်အားကောင်းစေတဲ့လေ့ကျင့်ခန်းလုပ်တာကလည်းအထောက်အကူဖြစ်စေပါတယ်အပတ်တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပါအစာပိုင်းမှာလေ့ကျင့်ခန်းနည်းနည်းနဲ့ပေါ့ပေါ့ပါပါလုပ်ပါနောက်ပိုင်းမှာအချင်းကြီးပြင်းထန်မှုနဲ့ကြာချိန်ကိုတဖြည်းဖြည်းတိုးလုပ်ပါလေ့ကျင့်ခန်းစမလုပ်ခင်မှာသွေးဘူးလေ့ကျင့်ခန်းလုပ်ကြောင်းသိကြပါစေလေ့ကျင့်ခန်းလုပ်ပြီးရင်သွေးအေးအောင်လုပ်ပါဒါကလေ့ကျင့်ခန်းလုပ်နေစဉ်ထိခိုက်ဒဏ်ရာရတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်တက်တောင်တက်တာရှိတဲ့အဝတ်စားနဲ့ဖက်နက်တွေကိုဝတ်ဆင်ပါအထူးသဖြင့်ဥပြင်းနေချိန်မှာရေတက်ဖြစ်တင်ကြောင်းသိကြပါစေလေ့ကျင့်ခန်းလုပ်နေစဉ်မောပန်းနွမ်းနေလာရင်ခဏလောက်နားယူလိုက်ပါလေ့ကျင့်ခန်းတွေအလွန်ကျွံလုံးမိရင်ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တယ်လို့ဒဏ်ရာလည်းရစေနိုင်ပါတယ်ဒီမကောင်းဖြစ်ချင်လာရင်လေ့ကျင့်ခန်းလုပ်တာချက်ချင်းရပ်လိုက်ပါဆက်ဖြစ်ရင်ဆရာဝန်နဲ့တိုင်ပင်ပါအရန်ပင်ပန်းတဲ့နေ့တွေမှာခွန်အားကောင်းစေတဲ့လေ့ကျင့်ခန်းတွေမလုပ်တော့ဘဲအကျော်ပဲလျှော့လိုက်ပါအကျော်လျှော့တာကနာကျင်မှုကိုသက်သာစေပြီးကြွက်သားတွေကိုပြေလျော့စေပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်ရင်းကျန်းမာရေးကိုကာကွယ်ပါ